မယ်ဆိုလဲတက်မယ်ဆိုလဲတက်တဲ့ချိန်မှာဘိုးကြီးစီမှာလက်မှတ်ထိုးရမှာဘိုးကြီးရုံငန်းထဲမှာတော့မဟုတ်ဘူးဘိုးကြီးစီမှာလက်မှတ်ထိုးရမှာပြပြအောင်တို့နားမှာလက်မှတ်ထိုးစာရွက်ရှိတယ်အဲ့ဇာတ်နဲ့ပဲပတ်စံပေးရမှာဒါပေမဲ့တက်တယ်ဆိုရင်တော့ဒီလကတော့အခုပြီးခဲ့တဲ့လကတော့သူတို့လက်တက်တာတက်ယုံပဲတက်တာပဲရှိတာပေါ့နော်ဒါဘိုးကြီးနာတန်ရှင်းရေးလုပ်တာဘာညာပဲရှိတာဒါပေမဲ့တက်ပြီးသွားရင်ကိုဌာနကိုတော့သွားပြီးတန်ရှင်းရေးလုပ်ပြီးသွားလို့ရှိရင်ပြီးလို့ရှိရင်ကြားတယ်အောက်မှာ YE ရဲ့ AP ခန်းထဲမှာထိုင်နော်ခွဲပြီးတော့ထိုင်အဲ့လိုမျိုးထိုင်ရမှာနော်ကိုရုံငန်းကိုတော့မနက်ပိုင်းတစ်ပိုင်းကိုတော့သွားပြီးတော့လှုပ်ရှားရှိတာလို့နော်စုပြီးတော့ထိုင်ပြီးတော့စကားပြောဟိုကလှုပ်တာလို့အချိန်တော့အတိအကျလာမှရမှာမနေ့ဆို9နာရီလားနေ့လေ12နာရီထွင်းစားပြန်တယ်ဆို10နာရီပြန်တက်ပြီးညနေ4နာရီရုံးစင်းဒီလိုပုံစံမျိုးအချိန်ကြီးကြည့်ပြီးတော့လုပ်ရမှာပေါ့နော်အဲ့လိုမျိုးတော့လုပ်ရမှာအဲ့ဌာနတနေကုန်နေလို့မရလားဌာနနေကိုညီတို့ဌာနမှုကပြောနေဦးမယ်ဘယ်လိုလုပ်မှာနေငါမျက်မှန်ယူလိုက်မယ်ညီတို့မမြင်ရအောင်ဟုတ်ကဲ့တော့လည်းတော့ကမနေဘူးညီတို့ဌာနမှုတွေကညီတို့ဌာနမှုကနေတို့တကားဖွင့်ဘယ်လိုလုပ်တကားဖွင့်ပြောနေဘယ်လိုလုပ်တကားဖွင့်တာပြောနေတယ်အဲ့မဲ့ညီတို့နေချင်းနေလို့ရတယ်ဘယ်လိုလုပ်မလဲရဌာနပဲနေလိုက်မယ်ဟမ်ဌာနပဲနေမယ်ဘယ်လိုမလဲတော့ရမယ်မှာတော့ညီတို့ကတော့ရုံးကနေမှာနောက်ကျလာတဲ့တော်တော်ရှိရဟုတ်ဘူးငါတို့ငါးခန်းထဲမှာရှိတယ်ဆိုရင်တော့ဒီလိုလုပ်လိုက်ပထမဆုံးရက်ကိုငါတို့ကဖွင့်ပေးလိုက်မှာဖွင့်ပေးလိုက်ပြီးတော့ကိုယူထားပြီးညနေကျရင်ငါစီလာပေးမနေ့တိုင်းငါစီလာယူကျုံးကားမဖွင့်ထားဘူးငါရုံးကားဖွင့်မှာမဟုတ်ဘူးသမီးစီမှာတော့လိုက်ပါသမီးစီမှာရှိတယ်သမီးရှိတယ်ဒါပေမဲ့နင်တို့ကဌာနမှာနေပြီမဲ့လက်မှတ်ထိုးတာအခုလိုမျိုးအချင်းများမှာဆိုလို့အခုပတ်စံပေးတော့အခုဘာဖြစ်လဲငါအခုစိုက်ရအနှုတ်ခုမှစင်းရင်မတော့ရသေးဘူးနင်တို့ကလက်မှတ်တွေကငါစီမှာမရှိဘူးလူတွေကငါစီမှာမရှိဘူးရုံးတက်တာပြောတာလေနင်တို့ဌာနမှုအိမ်တွေပိုင်းနင်တို့သွားနေတယ်ငါဘယ်မှာသွားစစ်ရမှာအဲ့တော့ငါတို့ကမမြင်ရင်မရှိဘူးရှိရင်မြင်ရင်ရှိတယ်ဆိုပတ်ပြီးတော့ပတ်စံပေးတဲ့ခါကျပတ်စံတွေကလိုးနေတာလိုးနေတော့အဲ့လိုမဖြစ်အောင်ငါလက်မှတ်ကထိုးအောင်လက်မှတ်ထိုးတဲ့အတိုင်းအချိန်ကြီးအတွက်တိုင်းပတ်စံပေးမှာသဘောပေါက်လားမနေ့တစ်ချိန်ထိုးမယ်ညနေတစ်ချိန်ထိုးမယ်အဲ့ဒါဘိုးကြီးနာမှာထိုးရမှာနော်အဲ့ခါကျတော့အဲ့ဒါတော့ထိုးပြအောင်ထိုးဖို့လိုတယ်နောက်ဌာနကိုလည်းတန်ရှင်းသွားလို့လို့ပြောတာနော်ဒီတိုင်းမနေနဲ့အခုဆိုရင်မြင်လိုက်ရင်ကြည့်လိုက်ရင်သိတယ်အခုပတ်ကြည့်လိုက်ကြအောင်ပတ်ဝန်းကျင်မှာဟိုမှာကော်ရီတာမှာလည်းဖုံနေသေရွက်တွေအကုန်လုံးအမိုက်တွေကိုဌာနကိုထိုင်မဲ့ဖင်တိုင်းကုန်လဲကိုဝေစာလေးနဲ့ဖင်လေးတုပ်ပြီးတော့မှထိုင်ကြအောင်အဲ့မှာဖုံနေတက်နေဆိုတော့အဲ့ဒါလေးကိုတနေ့တစ်ချိန်လုံးရင်အများအားလုံးကိုတကယ်နိုင်ငံရေးအခြေအနေလဲကောင်းပြီရုံးဆက်ဆက်မကြီးလဲတက်ပြီဆိုတဲ့ခါကျစုပြုံပြီးလုပ်เสียမလို့တော့ဒါမှပြောတာသဘောပေါက်လားအဲ့တော့သမီးတို့မစင်းညင်မှုဆိုလဲသမီးတို့လွတ်လပ်ခွင့်မယ်မစင်းနဲ့ဒါပေမဲ့မစင်းရင်တော့လာစားရမှာမဟုတ်ဘူးဒါပေမဲ့မစင်းတဲ့အတွက်ပုံမှန်ဝန်ထမ်းတွေလို့မဟုတ်ဘူးသမီးတို့ကမစင်းပါဘူးဒီကတော့ခွင့်ယူပါအောင်မယ်ဆိုတော့ခွင့်စာလေးတော့ရေးရမယ်လို့ပြောတာသဘောပေါက်လားဘာကြောင့်လဲဆရာမတလားတစ်ခါအော်ဒါထုတ်တာမဟုတ်လို့တလားတစ်ခါအော်ဒါထုတ်ရတာဖြစ်တဲ့အတွက်မဟုတ်ရင်အော်ဒါမထုတ်ရင်နင်တို့ဟာအလုံးလုံးနေရင်ပြက်သွားမှာဖြစ်သွားမှာလေအေးအလုံးမရအောင်ဖြစ်သွားမှာငါလည်းမကဲနိုင်ဘူးအဲ့ကြောင့်ငါလားစင်ပို့ရမယ်စာဟိုဖို့ကိုပို့ရမှာဆိုတော့နင်တို့စင်းမလားမစင်းမလားမသိဘဲနဲ့ငါနင်တို့နာမည်ကြီးတွေထည့်ပြီးထုတ်ထားပြန်တော့ကျမတို့ကမစင်းနေဘူးသူကထုတ်ထားတယ်တော့ဆိုတဲ့ဟာမျိုးဖြစ်နေမှာဆိုလို့အားကြောင့်ဆရာမကခွင့်စာတင်ပေးလို့ပြောတာဘာလို့ဖို့မှမဟုတ်ဘူးဆိုတော့စင်းညင်တယ်ဆိုလဲစင်းဒါမှဆရာမကြီးမရှိတဲ့အတွက်အမှန်တိုင်းပြောရင်ဒီအချိန်မှာအသက်သာဆုံးပဲကိုလို့ဆရာရှိရလေးကိုကကိုချိုးချက်ထွေးကြပြီးကိုလုတ်ပြီးတော့ကိုလို့ကလေးလုံနေနေတယ်အဲ့လိုပြောကိုဌာနကိုရုံးနေတက်လို့မရဘူးလားဆိုတော့တက်ရင်နင်တို့ပလင်းလောက်ခံရရင်ငါတို့ကကြတော့တစုတစည်းတည်းမရှိရင်နင်တို့ကိုကာကွယ်ပေးဖို့ခက်တယ်ငါပြောတာသဘောပေါက်လားအဲ့တော့နင်တို့ဌာနမှာနင်တို့တက်လို့မရဘူးမဟုတ်ဘူးတက်လို့ရတယ်ဒါပေမဲ့နင်တို့အဲ့လိုတက်တဲ့အခါကျရင်နင်တို့ဓာတ်ပုံလာရိုက်တယ်ဆိုရင်နင်တို့ကဘယ်သူနဲ့သွားပြီးစုစီသွားနေမှာလဲဒါကြောင့်မို့လို့လုပ်เสียရှိတဲ့အလုပ်ကိုသွားလုပ်ပြီးတနေရာထဲမှာစုနေလို့ပြောတာငါပြောတာသဘောပေါက်လားတနေရာထဲမှာစုနေဆိုတာဒီဘက်ရုံးခန်းဆိုရင်ဘိုးကြီးနားဆိုဘယ်သူမှမလာရဲဘူးဒီ YE ရဲ့ EP ရုံးခန်းဆိုရင်အခန်းချင်းနဲ့မှန်တယ်ဒီဘက်ကဘိုးကြီးရုံးခန်းကိုဖျားခန်းဖွင့်ထားတယ်နှစ်ခန်းရှိတယ်အဲ့ဒီအခန်းမှာသုံးလို့ရတယ်ပြောချင်တာလုပ်เสียရှိတဲ့အလုပ်ကလေးကိုဌာနကလုပ်เสียရှိတဲ့အလုပ်ကလေးလုပ်ပြီးအားလုံးဒီဘက်မှာအားတဲ့အချိန်ကျတော့အားလုံးစုပြီးနေလိုက်တော့ပြီးတော့ရောဒါကိုပြောတာကိုရုံးခန်းမှာကိုသွားနေတယောက်ချင်းစီသွားနေတယ်ကဲဟိုတစ်ခေါက်ကလို့ဓာတ်ပုံရိုက်ခန်းတဲ့ဟာမျိုးအေးမြခိုင်ရှိတယ်အဲ့လိုမျိုးဆိုရင်နင်တို့ခံရဲမှာလားမလာဖို့တော့လုတ်ထားပြီးသားတားမြစ်ထားပြီးသားသို့ပေမဲ့အဲ့လိုလုတ်ခဲ့ရင်ဘယ်လိုလုပ်မလဲဆိုရင်ဆရာမတို့ကစုစုစည်းမရှိတဲ့အတွက်သမီးတို့တယောက်ချင်းစီနေအောင်လိုက်ပြီးတော့ဘယ်သူလုတ်တာလဲဗာလဲလိုက်ပြီးတော့ပေါ်ဖို့ခက်တယ်အဲ့တော့ကိုယ့်ဘာကိုစုစုစည်းကြတော့ပြောစရာရှိတယ်အားလုံးဝိုင်းပြီးပြောလိုက်လို့ရတယ်ဒါပေမဲ့လုတ်ဖို့တော့မရှိပါဘူးအကုန်လုံးသိရအခုကဟိုရုံးနေမြေဝန်ထမ်းတွေအကုန်လုံးကလည်းဟိုဟာလုတ်ပါနေမြေဝန်ထမ်းတွေအကုန်လုံးကလည်းဆင်းကြမှာဒီတနင်္လာနေ့ဆိုအကုန်ဆင်းမှာဆိုတော့သမီးတို့ကြည့်မဟုတ်ဘူးပြောတာဆိုတော့ပြောချင်တာကကိုနားလည်ထားမှာ CDM လောက်တာဆိုတာကငါတို့တက္ကသိုလ်ရဲ့အဓိက main ရည်ရွယ်ချက်ကသင်ကြားတည်ယူမှုလုပ်ငန်းရက်ဖို့ပဲရှိတာဆိုတော့သမီးတို့ကသင်တဲ့နေရာမှာနေရလားမဟုတ်ဘူးလေအဲ့တော့ကိုလုတ်တဲ့အတွက်လည်းအစိုးရရန်များဆက်ပြီးဖြစ်သွားတာမဟုတ်သလိုပြက်အောင်လည်းလုပ်လို့မရဘူးဆိုတော့ကိုလုံးဆရာရှိတဲ့အလုပ်လုပ်ရင်ကိုကဘာလုပ်မလဲတစ်ဖက်ကကို့အတွက်အကျိုးမြတ်ကမရမလဲပတ်စံရမယ်ဒါပဲကို့အတွက်ကိုပဲကြည့်ရ